လေကောင်းယောဂါဟာမျက်မှောက်ခေတ်ကာလမှာအရန်ကိုအဖြစ်များတဲ့ယောဂါတစ်ခုပါအစောပိုင်းမှာတော့လူတွေကလေကောင်းရဲ့ယောဂါလက္ခဏာတွေကိုသတိမထားမိတတ်ကြပါဘူးဒီဗီဒီယိုထဲမှာတော့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်နိုင်ဖို့သွေးကြောတွေရဲ့အစောပိုင်းလက္ခဏာတွေကိုလေ့လာကြည့်ကြပါစို့မရှုပ်ထွေးပါဘူးအာယုံစိုက်ဖို့ပဲလိုပါတယ်လေကောင်းယောဂါမှာတော့အဓိကအနေနဲ့ယောဂါလက္ခဏာ2မျိုးရှိရဲဆိုတာကိုသိကြမှာပါပထမတစ်မျိုးကတော့ဝမ်းသွားစဉ်အတွင်းသွေးပါလာတာဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့ဝမ်းသွားစဉ်အတွင်းလေကောင်းပြင်ဘက်ကိုစအိုထွက်လာတာပါပထမတစ်မျိုးကတော့သွေးတွေကိုပုံစံမျိုးမျိုးနဲ့တွေ့မြင်နိုင်ပါတယ်တချို့ကတော့အင်သာသုံးစက္ကူပေါ်မှာသွေးတွေကိုတွေ့မြင်ရတတ်ပြီးတချို့ကတော့ toilet သွားတဲ့အခါသွေးတွေတွေ့မြင်ရတတ်ပါတယ်မစင်ပေါ်မှာလည်းသွေးတွေတွေ့မြင်ရနိုင်ပါတယ်ဒုတိယတစ်မျိုးကတော့လေကောင်းကဝမ်းသွားစဉ်အတွင်းမှာပြူထွက်လာတတ်ပါတယ်အစောပိုင်းမှာတော့ပြန်ဝင်သွားတတ်ပါတယ်နောက်ပိုင်းမှာတော့ဒါတွေကဇက်တိုက်ဆိုသလိုဖြစ်လာနိုင်ပါတယ်နာကျင်တာတွေရရန်တာတွေဒါမှမဟုတ်အရေထွက်သလိုအဆိုတက်တွေကိုလည်းခံစားရတတ်ပါတယ်ဒီလိုယောဂလက္ခဏာတွေကိုတွေ့ရှိပြီးဆိုတာနဲ့စမ်းသပ်ပြီးတော့ကုသမှုခံယူသင့်ပါတယ်အထူးသဖြင့်လေကောင်းယောဂအဆင့်1ဒါမှမဟုတ်လေကောင်းယောဂအဆင့်2ကိုတွေ့ရှိပြီးဆိုတာနဲ့စောစီစီကုသမှုခံယူရပါမယ်ဒီလိုစောစောကုသမှသာပုံမထိရောက်ပြီးတော့မြန်မြန်တက်တာလာပါတယ်ကုန်ကျစရိတ်လည်းတက်တာစေပါတယ်လက်ရှိမှာတော့လေကောင်းယောဂတက်တာစေဖို့အတွက်ဆေးရုံတော်တော်များများမှာ Homostop ထုတ်ကုန်ကိုအသုံးပြုနေကြပါပြီ Homostop ကိုတော့ Sulfura ပတ်မှုရဲ့အစိတ်ပိုင်းများဖြင့်သေးငယ်သောမော်လီကျူးများဖြင့်ပြုတ်ကွဲရန်အာဟာရဓာတ်ကိုပျက်စီးစေသောဆဲများအတွင်းသို့ဓာတ်ရိုက်စိတ်ဝင်စေရန်နဲ့ဦးလန်းကြောင်းလှုပ်ရှားမှုထောက်ပံ့ပေးပါတယ်။ဒါအပြင်သွေးကြောတွေအားကောင်းစေရန်ဝမ်းချုပ်ခြင်းကိုတက်တာစေရန်နဲ့လေကောင်းယောဂလက္ခဏာကိုတက်တာစေဖို့အတွက်အဆင့်မြင့်ဂျပန်နည်းပညာကိုအသုံးပြုပြီးတော့ထုတ်လုပ်ထားပါတယ်။ဒီအဆင့်မြင့်နည်းပညာတွေနဲ့ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့သဘာဝပါဝင်ပစ္စည်းတွေနဲ့ Homostop ကိုတော့ယေစုဆေးပြားပုံစံနဲ့ထုတ်လုပ်ထားတာပါ။ယေစုဆေးပြားပုံစံကတော့တန်ဖိုးရှိတဲ့အာဟာရဓာတ်တွေကိုခန္ဓာကိုယ်ကထိရောက်စွာစုပ်ယူနိုင်ပြီးတော့ကောင်းမွန်တဲ့အာဟာရဓာတ်ကိုရရှိစေမှာပါ။ Homostop ရဲ့အဓိကအကျိုးကျေးဇူးတွေကတော့ဆိုအိုတစ်ရှူးများကောင်းမွန်စေရန်ထောက်ပံ့ပေးခြင်းသွေးပြန်ကြောကျန်းမာရေးကောင်းမွန်စေခြင်းဝမ်းချုပ်ခြင်းကိုတက်တာစေပြီးတော့လေကောင်းယောဂလက္ခဏာတွေကိုလျှော့ချပေးပါတယ်။ဒီထုတ်ကုန်ကိုဖော်ဆက်တောက်သုံးမှုကလည်းအရန်လွယ်ကူပါတယ်။တစ်နေ့မှာယေစုဆေးပြား2ပြားကိုတောက်သုံးပေးရမှာပါအစာမစားမီမှာယေစုဆေးပြားတစ်ပြားကိုရေ200မီလီလီတာ250မီလီလီတာတွေကိုထည့်ပြီးတော့ဒီပေါ့နော်အရေပျော်တဲ့အထိစောင့်ပြီးတော့ယေစုဆေးပြားအရေပျော်တဲ့အထိစောင့်ပြီးတော့တောက်သုံးနိုင်ပါတယ်Homostop ကိုနေ့စဉ်တောက်ပေးပါဒီအချက်တွေကိုလိုက်နာတဲ့လူတွေကတော့တိတိတသားနဲ့2ပတ်အတွင်းတက်တာလာစေပါတယ်နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ကျွမ်းကျင်သူတယောက်အနေနဲ့ကဲဇွန် Company Limited ကနေတီးသန့်ထုတ်လုပ်ထားတဲ့ Homostop ကိုအသုံးပြုဖို့လေကောင်းယောဂရှိသူတိုင်းကိုအကြံပြုချင်ပါတယ်။အကယ်၍လေကောင်းယောဂနဲ့ရင်ဆိုင်နေရရင်မြ мян ဆက်ဆက်နဲ့ဘေးကင်းတဲ့ကုသမှုကိုရယူခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်ကိုချန်ထားခဲ့ဖို့မမေ့နဲ့နော်။အကောင်းဆုံးကြံဉာဏ်တွေကိုပေးဖို့ပြန်ဆက်သွယ်ပေးပါမယ်။တကယ်လို့အသေးစိတ်ချက်လက်တွေကိုသိရှိလိုတယ်ဆိုရင်တော့အောက်ကလင့်လေးကိုနှိပ်ပေးပါ။